တကယ်၍ကဘာကြီးသာတကယ်ပြားနေခဲ့ရင်ရောကဘာကြီးကပြားနေရပါလို့ပြောကြတဲ့သူတွေမှာတကယ်ကိုစမ်းကြဲတဲ့စိတ်ကူးစိတ်တန်တွေရှိကြပါတယ်။ NASA ကစောင့်ကြပ်နေတဲ့အေယာမရေခဲတိုင်းကြီးတောင်ပြတ်အတိုင်းပေါက်နေတဲ့တစ်ပင်တွေနဲ့ပန်ကိတ်လိုပြားချက်နေတဲ့ကဘာမြေလုံခဲ့တဲ့နှစ်ပေါင်း900ကကော်ပါနီကတ်က theory တွေပေါ်ပလာခင်အထိလူသားတွေဟာကဘာကြီးကိုပြားတယ်လို့ပဲယုံကြည်ခဲ့ကြတာပါ။ဒါပေမဲ့တကယ်လို့သူတို့ပြောတာသာမှန်ခဲ့ရင်ကောသိပ္ပံနည်းကြဘယ်လိုထူးဆန်းတဲ့အကျိုးဆက်တွေဖြစ်လာမလဲ။ဒရက်ဆွဲရရဲ့ထူးဆန်းတဲ့ကစားပွဲပုံမှန်အားဖြင့်ဒရက်ဆွဲရဆိုတာအရာဝတ္ထုတွေကိုဗတ်ပေါင်းစုံကနေအလဲပိုစီကိုဆွဲငင်တာကြောင့်ဂျိုတွေဟာလုံးဝတဲ့ပုံစံဖြစ်လာတာပါ။ဒါပေမဲ့ကဘာပြားကြီးမှာဆိုရင်တော့ဒရက်ဆွဲရရဲ့ဗဟိုချက်ဟာညဝင်ရိုးစုံမှာပဲရှိနေပါလိမ့်မယ်။ဆိုလိုတာကသင်ဟာအလဲဗဟိုကနေအစွန်းဘက်ဥပမာဩစတြေးလျကိုသွားလေဒရက်ဆွဲရကသင်ကိုအနောက်ဘက်စီကိုပိုဝေးပြင်းပြင်းထန်ထန်ဆွဲငင်နေပါလိမ့်မယ်။အဲ့ဒီအချိန်မှာလမ်းလျှောက်နေရထက်တောက်တက်နေရသလိုခံစားရမှာဖြစ်ပြီးအစွန်းဘက်ကိုရောက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး။နောက်ပြီးအရာဝတ္ထုတွေဟာအောက်ကိုတဲတဲမဲမဲကြမယ်ရဲ့စားအလဲဘိုရှိရာစီကိုတောက်ပြတ်တိုင်းလွှင့်ဆင်သွားပါလိမ့်မယ်။တဘာဝပတ်ဝန်းကျင်ကမောက်ကမဖြစ်ခြင်းဒီထူးဆန်းတဲ့ဒရက်ဆွဲရကြောင့်တစ်ပင်တွေဟာအလဲဘိုကိုဆန့်ကျင်ပြီးတောက်ပြတ်တိုင်းပေါက်လာကြပါလိမ့်မယ်။မိုးနှင်းနဲ့မိုးသီးတွေအားလုံးဟာကမ္ဘာအလဲဘိုဖြစ်တဲ့အာတိတ်ရာစီကိုပဲစုပြုံပြီးကြာဆင်းပါလိမ့်မယ်။သမုဒ္ဒရာတွေအားလုံးဟာလည်းအလဲဘိုစီကိုဆုပ်ယူခံရပြီးအလဲမှာအေယာမပင်လယ်ကြီးတစ်ခုဖြစ်လာမှာပါ။ဒါပေမဲ့ကမ္ဘာအစွန်းပိုင်းတွေမှာတော့ရေတစက်မှရှိတော့မှာမဟုတ်ပါဘူး။လေထုဖိအားနဲ့အသက်ရှူရခက်ခဲမှုအဆိုးရဆုံးကတော့လေထုဖိအားပါ။ဒရက်ဆွဲရကလေထုအားလုံးကိုအလဲဘိုစီကိုပဲဆွဲယူထားမှာဖြစ်လို့အစွန်းပိုင်းမှာရှိတဲ့လူတွေဥပမာဩစတြေးလျသားတွေအတွက်အသက်ရှူဖို့အောက်ဆီဂျင်ရှိတော့မှာမဟုတ်ပါဘူး။တစ်ဖက်မှာလည်းအလဲဘိုမှာနေထိုင်သူတွေဟာလေထုရဲ့အစမတန်လေးလံတဲ့ဖိအားတန်းကြောင့်ကြိတ်ချခံရပါလိမ့်မယ်။ဒါအပြင်ကဘာပြားကြီးမှာတားလိုက်ဆက်ကွင်းမရှိနိုင်တဲ့အတွက်နေရောင်ကြီးကလာတဲ့ပြင်းထန်တဲ့ရောင်ကြီးသိမ့်မုတ်တံကိုတိုက်ရိုက်ခံရပြီး DNA တွေပျက်စီးကကင်ဆာရောဂါတွေခံစားလာရပါလိမ့်မယ်။နေနဲ့လရဲ့ဗဟိနီကဘာပြား theory သမားတွေကနေနဲ့လဟာကဘာအပေါ်မှာမိမောင်းလိုမျိုးပတ်ချလဲနေရလို့ဆိုကြပါတယ်။ဒါပေမဲ့သိပ္ပံနည်းရကြည့်ရင်နေဟာမိမောင်းလိုမျိုးအလုံးလုံးရင်ကဘာဘယ်နေရာကမစိုးနေကိုမြဲတဲ့မြင်နေရမှာဖြစ်လို့ညဆိုတာရှိတာမှမဟုတ်တော့ပါဘူး။တကယ်လို့နေနဲ့ညရှိတယ်ဆိုရင်နေကကဘာကိုပတ်ချလဲလှည့်နေရပါလိမ့်မယ်။အဲ့ဒီခါမှာလည်းတကဘာလုံးတပြိုင်တည်းထဲလင်းလိုက်မှောင်လိုက်ဖြစ်နေမှာမို့အချိန်ဆုံးဆိုတာလည်းရှိတော့မှာမဟုတ်ပါဘူး။အပူချိန်ရဲ့ဆွန်ရောက်မှုနေဟာအခုရှိနေတဲ့အရွယ်အစားအတိုင်းကဘာပြားကြီးကိုနီကကပတ်နေမယ်ဆိုရင်ကဘာကြီးဟာမီးလောင်ပြကျသွားပါလိမ့်မယ်။တကယ်လို့နေဟာအခုထက်အများကြီးတင်းငယ်သွားပြန်ရင်လေကဘာပြားကြီးရဲ့ area ကအခုလုံးဝတဲ့ကဘာထက်တစ်ဆခွဲလောက်ပိုကျနေရကြောင်းအပူချိန်မလုံလောက်ပဲကျွန်တော်တို့အားလုံးအေးခဲတည်ဆုံသွားမှာပါ။ပြောရရင်ကဘာပြား theory ဟာစိတ်ကူးယဉ်ကြည်ဖို့ကောင်းပေမဲ့တကယ်လက်တွေ့သိပ္ပံပညာနဲ့ရှင်းလိုက်ရင်တော့အဆအရာလွဲချော်နေရကိုတွေ့ရပါလိမ့်မယ်။လူတွေဟာတစ်ခါတလေမှာကိုယုံကြည်ခြင်းတဲ့အချက်လက်တွေကိုပဲစုဆောင်းပြီးလက်တွေ့အမှန်တရားကိုညှင်းပယ်တတ်ကြပါတယ်။တကယ်လို့သာကော်ပါနီကတ်ကအခုခေတ် YouTube ပေါ်ကကဘာပြားဗီဒီယိုတွေကို10နာရီလောက်ထိုင်ကြည့်မိရင်သူတော်မှငါမှားသွားပြီလားလို့တွေးမိကောင်းတွေးမိပါပါ။ဒါဆိုရင်ကဘာကြီးကဒိုနဲ့ပုံစံဖြစ်နေရင်ကောဘာဖြစ်မလဲ။ဒါကတော့နောက်ထပ်ခွဲလေးတစ်ခုအတွက်ဇလန်တစ်ပုတ်ပါပဲ။အခုတော့ဗီဒီယိုလေးကိုပြီးဆုံးတဲ့အထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်။